လူတယောက်ဘင်းတစ်ပါးဒါမှမဟုတ်နေရာတစ်ခုမြို့တစ်ခုကကျိန်သားဆိုတဲ့အရာတစ်ခုတည်းနဲ့ကံကြမ္မာတွေပြောင်းလဲသွားနိုင်တယ်လို့သိရုံပါလားမြန်မာနိုင်ငံမှာနှစ်ရာချီထောင်ချီအောင်ပြောစမတ်တွင်ခဲ့တဲ့ကျိန်သားဇလန်းတွေရှိပါတယ်တချို့ကဒဏ္ဍာရီတက်တက်လို့ဆိုကြပေမဲ့တချို့ကတော့ဒီနေ့အထိရှင်းမရသေးတဲ့သမိုင်းပဟေလိတွေဖြစ်နေတယ်ပါဒီနေ့သူတို့စိုက်လိုကနေမြန်မာနိုင်ငံရဲ့ကြော်ကြားဆုံးကျိန်သား၅ခုကိုသမိုင်းမှတ်တမ်းတွေနဲ့ဒဏ္ဍာရီယုံကြည်ချက်တွေကြားဖွဲ့ခြားပြီးလေ့လာကြည့်အောင်ပါအဲဒါဖြစ်အာနာအတွက်ဖခင်နဲ့လောင်တော်ကိုပါလောက်ကြံခဲ့တယ်လို့မှတ်တမ်းတင်ခံထားရတဲ့ဘုရင်ဒါရစုသူတည်ခဲ့တဲ့ဓမယံကြီးဖះဟာအခုချိန်ထိပုတ်စီလက်ရာအကောင်းဆုံးတဲ့တစ်ခုဖြစ်ရက်တည်နေသေးပါပကံဖះတွေထဲမှာဒုမှာဓမယံလို့သူစမတ်ရှိပါတယ်ဒါပေမဲ့ဒီဖះကြီးရဲ့နောက်ွယ်မှာလူတည်များတဲ့ခန္ဓာကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဒီဖះဟာသူကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုဖုံးကွယ်ဖို့နဲ့ဝစ်ကျွေးရနေလွတ်ပြင်းဖို့တိဆောက်ခဲ့တာဆိုတဲ့စကားပါပဲနောက်ဆုံးမှာတော့ဒါသူမင်းဟာလောက်ကြံခံခဲ့ရပါတယ်တချို့ကဒါဟာသူလုပ်ခဲ့တဲ့အဖြစ်တွေကြောင့်ပြန်လည်ခံစားရတဲ့ကျိန်သားလို့သုံးကြပါတယ်ဒါပေမဲ့သမိုင်းပညာရှင်တွေကတော့ဒါဟာပြင်းထန်တဲ့နိုင်ငံရေးအာဏာပြိုင်ဆိုင်မှုရဲ့ရလဒ်သာဖြစ်တယ်လို့သုံးသပ်ကြပါတယ်ဒီဖြစ်ရပ်ကအငြင်းပွားစရာဖြစ်နေပေမဲ့နောက်လာမဲ့ဖြစ်ရပ်ကတော့ဖျားကြီးတဆူကိုအပြည့်မသက်နိုင်အောင်တားဆီးနိုင်ခဲ့တဲ့ထူးဆန်းတဲ့တပေါင်းတစ်ခုကြောင့်ပါကမ္ဘာအကြီးဆုံးအုတ်တောင်ကြီးဖြစ်လာနိုင်ခဲ့တဲ့အဆောက်အုံတစ်ခုဘာကြောင့်တဝက်တစ်ပြက်နဲ့ရပ်တန့်သွားခဲ့ရတာလဲဘုရားဖျားလက်ထက်မှာစတင်တည်ဆောက်ခဲ့တဲ့မင်းကုန်းပရိုးတော်ကြီးပါဒါပေမဲ့တည်ဆောက်ရေးလုပ်ငန်းခွင်ကြားမှာထူးဆန်းတဲ့တပေါင်းတစ်ခုပြန့်နှံ့လာခဲ့ပါတယ်ဖျားကြီးပြီးရင်တိုင်းပြည်ပြတ်မယ်ဆိုတဲ့တပေါင်းဖြစ်ပါတယ်ဒီစကားဟာမှန်တကယ်ပေါ်ထွက်လာတဲ့နမိတ်တစ်ခုလားဒါမှမဟုတ်အလုပ်သမားတွေရဲ့ပုံကံမှုနဲ့ဗန္ဒာရေးပြက်လက်မှုတွေကိုဖုံးကွယ်ဖို့ဖန်တီးခဲ့တဲ့နိုင်ငံရေးလှည့်ကွက်တစ်ခုခုဒီအတိအကျအဖြစ်မရှိသေးပါဘူးဒါပေမဲ့တချို့ကတော့ဒီတပေါင်းဟာအာဏာသက်ကြီးမားလာတဲ့ဘုရင်တစ်ပါးကိုတောင်ရက်တန့်သွားစေခဲ့တဲ့မမြင်ရတဲ့ကျိန်စာတစ်ခုလို့ယုံကြည်နေကြတဲ့လူတွေရှိပါတယ်ဒီလိုတမိုင်းဝင်တပေါင်းတွေရှိသလိုနောက်တနေရာကတော့အခုချိန်ထိလူတွေသတိထားပြီးသွားလာနေရဆဲဖြစ်တဲ့နက်တွေရဲ့စံအိမ်အကြောင်းကိုပြောပြပေးပါမယ်မြန်မာနိုင်ငံကနက်ယုံကြည်မှုတွေအကြောင်းပြောရင်ပုပ်ပားတောင်ကိုချမ်းထားခဲ့လို့မရပါဘူးဒီတောင်ဟာနှစ်ပေါင်းများစွာနက်တွေမှီတင်းနေထိုင်ရာစံအိမ်လို့ယုံကြည်ကြပါတယ်ပုပ်ပားတောင်ကိုတွားရင်အနီရောင်အနက်ရောင်မဝဲရဘူးဝတ်သားမစားဘူးဆိုတဲ့စည်းကမ်းချက်တွေရှိပါတယ်ဒီတားမြစ်ချက်တွေကိုမလိုက်နိုင်ရင်ဘေးအန္တရာယ်ကြုံရတတ်တယ်လို့ဒေသခံတွေကဆိုကြပါတယ်ဒါဟာတာမန်ယုံကြည်မှုတစ်ခုလားတိုက်ဆိုင်မှုတတ်ပဲလားဒါမှမဟုတ်မမြင်နိုင်တဲ့ကျိန်စာလိုမျိုးအပြစ်ပေးခံထားရတာလားအိပ်ပန်နီးကရှင်းပြဖို့ခက်ခဲပေမဲ့ဒီနေ့အထိပုပ်ပားတောင်ကိုတွားတဲ့လူအများစုကတော့ဒီစည်းကမ်းတွေကိုလေးလေးဆဆလိုက်နာနေကြပဲဖြစ်ပါတယ်နောက်တစ်ခုကတော့မြန်မာနိုင်ငံရဲ့အကြော်ကြားဆုံးနဲ့တန်ဖိုးအရှိဆုံးရတနာကြီးတစ်ခုနဲ့ပတ်သက်တဲ့ကျိန်စာဇာတ်လမ်းဖြစ်ပါတယ်ဆက်ကြည့်အောင်ဗျာမြန်မာနိုင်ငံရဲ့အကြော်ကြားဆုံးနဲ့တန်ဖိုးဖြတ်လို့မရတဲ့ရတနာဗရမ ्या မမောက်19ရာစုမှာဒီဘောမင်းနဲ့စုဖျားလက်တို့ပိုင်ဆိုင်ခဲ့တဲ့ဒီဗရမ ्या ကြီးဟာတတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာအစအနပျောက်သွားခဲ့ပါတယ်ဒီတိရှာတွေသိမ်းဆဲသွားတယ်လို့မှတ်တမ်းတချို့ကဆိုပေမဲ့အခုချိန်ထိဘယ်နေရာမှာရောက်နေမှန်းတိတိကျကျမသိရသေးပါဘူးဒါပေမဲ့ဒီရနာကြီးနဲ့ပတ်သက်တဲ့ကြောက်စရာကောင်းတဲ့ဒဏ္ဍာရီတစ်ခုရှိပါတယ်ဒီဗရမ ्या ကိုမတရားရယူသူဟာဘယ်တော့မှကောင်းကျိုးမခံစားဘူးဆိုတဲ့ယုံကြည်ချက်ဖြစ်ပါတယ်
ဒါကြောင့်ပဲတချို့ကငမောက်ပရံများကိုကျိန်စာတက်နေတဲ့ရေနာလို့သတ်မှတ်ကြပါတယ်။သမိုင်းအထောက်အထားတွေအရဒီကျိန်စာကိုအတည်ပြုနိုင်တဲ့ခိုင်လုံတဲ့သက်သေတော့မရှိသေးပါဘူး။ဒါဟာအဖို့တန်ရေနာတစ်ခုဆုံးရှုံးရမှုပေါ်နှမျောတတဖြစ်ရကနေထွက်ပေါ်လာတဲ့ဌာနကြီးတစ်ခုလားဆိုတာကတော့ဆက်လက်အငင်းပွားနေသေးဖြစ်ပါတယ်။နောက်တစ်ခုကတော့ကမ္ဘာသမိုင်းမှာပါဆက်ဆက်ပပတွေ့ရတဲ့မြို့တော်တစ်ခုလုံးကိုလွှမ်းခြုံထားတယ်လို့ယုံကြည်ကြတဲ့ကျိန်စာတစ်ခုရှိတယ်။ပြောကြပါမယ်။မြမသမိုင်းကိုပြန်ကြည့်ရင်အင်းဝဟာတစ်ခေတ်တစ်ခါအင်အားအကြီးဆုံးနဲ့ခမ်းနားတဲ့တော်ဝင်မြို့တော်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာအင်းဝဟာသမိုင်းတစ်လျှောက်မှာအကြိမ်ကြိမ်စစ်ပွဲတွေဆိုးရတဲ့မီးလောင်မှုတွေကြီးမားတဲ့ငလျင်တန်းတွေကိုအကြိမ်ကြိမ်အခါခါကြုံတွေ့ခဲ့ရပါတယ်။ဒီလိုဇက်တိုက်ဆိုသလိုပျက်စီးမှုတွေကြုံတဲ့အခါလူတွေကြားမှာအင်းဝမြို့တော်ကြီးဟာကျိန်စာတင့်နေတယ်ဆိုတဲ့စကားပြန့်နှံ့လာခဲ့ပါတယ်။ရှေးဘုရင်တွေရဲ့အဖြစ်တွေကြောင့်မြို့တော်ဟာမတည်မြဲနိုင်တော့တာလို့တချို့ကယုံကြည်ကြပါတယ်။အမိုင်းပညာရှင်တွေကတော့နေရာဒေသရဲ့ပထဝီဝင်အနေအထားငလျင်ကြောပေါ်မှာရှိနေမှုနဲ့နိုင်ငံရေးအပြောင်းအလဲတွေကြောင်းလို့သိပ္ပံနည်းကျရှင်းပြကြပါတယ်။ဒါဆိုရင်ဒီလိုအထက်အခါခါပျက်စီးမှုတွေဟာတိုက်ဆိုင်မှုတသက်ပဲလား။ဒါမှမဟုတ်လူတွေကမရှင်းပြနိုင်သေးတဲ့ဖြစ်ရပ်တွေကိုကျိန်စာဆိုပြီးနာမည်တက်လိုက်ကြတာလား။ဒီနေ့ပြောပြပေးခဲ့တဲ့ကျိန်စာ၅ခုထဲမှာတချို့ကသမိုင်းဖြစ်မှန်တွေပေါ်အခြေခံထားပြီးတော့တချို့ကတော့နှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာခဲ့တဲ့ဌာနကြီးတွေဖြစ်ပါလေ။အခုချိန်ထိတော့ဒီကျိန်စာတွေကိုသိပ္ပံနည်းကျအတည်ပြုနိုင်တဲ့သက်သေရှိသေးပါဘူး။ဒါပေမဲ့ဒီဇလန်တွေကမြမသမိုင်းနဲ့ရှင်ကျင်းမှုမှာတော့အခုချိန်ထိသက်ဝင်လှုပ်ရှားနေစေဖြစ်ပါတယ်။သင်ကရောကျိန်စာဆိုတာတကယ်ရှိတယ်လို့ယုံကြည်ပါသလား။ဒါမှမဟုတ်ဌာနကြီးတက်ပဲလို့ထင်ပါသလား။သင်မြင်ကို comment မှာမျှဝေပေးခဲ့ပါဦး။ဒီလိုမျိုးစိတ်ဝင်စားစရာသမိုင်းနဲ့ဗဟိလိတွေကိုဆက်လက်လေ့လာဖို့ Curio Silo Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့။အားလုံးပဲအဆင်ပြေကြပါစေဗျာ။ကျေးဇူးတင်ပါတယ်။ Don't forget to like, comment, and subscribe.